EPS topic 2025တင်ရိုးတစ်ကိုတင်ကြားပေးနေတဲ့ကျမကဒီနေ့မှာတော့ကန်ကျော်ဟာဘော့ရဲ့အဆက်ဖြစ်တဲ့ဒုတိယပိုင်းကိုဆက်တင်ပေးပါမယ်။အဲ့ဆိုနံပါတ်2ရောက်သွားပြီပေါ့နော်။ဒုံစာကရိယာ형용사နာမဝိသေသန명사နာမ်ပေါ့နော်။အဲ့ဆိုဒီ3ခုလုံးစာအတွက်ဒီနံပါတ်2ကကြတော့ဝီမွန်မွန်မေခွန်းပုံစံဖြစ်သွားပြီပေါ့နော်။ဝီမွန်မွန်မေခွန်းပုံစံဆိုတော့မေခွန်းပုံစံကိုမှသူများမေခွန်းမေးလိုက်တဲ့စကားကိုမကြားလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုကဂျားထဲကနေဝင်ပြီးတော့ကူမေးပေးနေတဲ့ပုံစံပေါ့နော်သူမေခွန်းကိုကိုကပြန်မေးတဲ့ပုံစံမျိုးဒါမှမဟုတ်ရင်ကိုမေးပြီးသားစကားကိုသူမကြားလို့ထပ်ခါပြန်ပြောတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်အဲဆိုလားလဲနဲ့တော့ဆုံးမယ်မေခွန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါမှမဟုတ်ရင်တလားတလဲနဲ့တော့ဆုံးမယ်ပေါ့နော်ဟောသွားတလားသွားတလဲပေါ့အဲ့လိုမျိုးတွေပေါ့လားလဲဒီလိုမေခွန်းသဘောတရားနဲ့ဆုံးပြီးရင်လို့မေးနေတာလို့သူကတော့နောက်ကဟို final ending လေးတွေက past tense ပုံစံနဲ့လည်းလာတော့မေးခဲ့တယ်မေးသွားတယ်ညီမတွေပုံမှန်စကားပြောရင်တော့လို့မေးနေတာအဲ့လိုကြီးပဲမေးနေတာနဲ့ပဲသွားမှာပေါ့နော်အဲအားဆိုလို့ရှိရင်တစ်ခုချင်းစီကိုကြည့်ကြည့်အောင်ဒီဘက်မှာကျမ2ပိုင်းပေးထားတယ်ဒီဘက်ကတစ်ပိုင်းဒီဘက်ကတစ်ပိုင်းအဲဆိုဒီဘက်ချမ်းကတစ်ပိုင်းကကြတော့စာရေးသားပုံစံပိုင်းဒီဘက်တစ်ချမ်းကကြတော့စကားပြောတဲ့ပုံစံပိုင်းနော်စာရေးသားပုံစံပိုင်းမှာဆိုရင်နွတ်တွေဥတ်တွေပါမယ်နွတ်တွေဥတ်တွေနော်ဒုံစာနဲ့형용စာမှာနွတ်တွေဥတ်တွေပါတယ်နော်စကားပြောတဲ့ပုံစံပိုင်းမှာကျတော့တူတယ်နှစ်ခုလုံးอ่ะနော်မပါတော့အသက်တွေလည်းခံစရာမလိုတော့နော်အဲဆိုတစ်ခုချင်းစီပြန်ကြည့်ကြည့်မယ်ဒုံစာအတွက်ဆိုလို့ရှိရင်ဒီဘက်ကအရှေကောက်ဒီဘက်ကအတူကောက်စာရေးသားပုံစံပေါ့နော်ဒီဘက်ကစကားပြောပုံစံကိုဒီဘက်ချမ်းအရှေကောက်ဒီဘက်ချမ်းအတူကောက်နော်အဲဆိုဒုံစာအတွက်ဆိုရင်နညာကိုဟာရာနညေယနညာကိုဟာရာနညေယစာရေးသားပုံစံနော်စကားပြောတဲ့ပုံစံကကြတော့ညာကိုဟာရာညေယသူကမွန်းတော့ချေလို့ခေါ်တယ်စာရေးသားပုံစံဂူရောချေဆိုတာကစကားပြောတဲ့ပုံစံနော်နောက်တစ်ခုက형용စာအတွက်ဆိုရင်အညာကိုဟာရာအညေယအညာကိုဟာရာအညေယဒီကောင်ကစာရေးသားပုံစံညာကိုဟာရာညေယညာကိုဟာရာညေယကစကားပြောတဲ့ပုံစံနောက်တစ်ခုမြောင်းစာအတွက်ဆိုရင်အညာကိုဟာရာအညေယအညာကိုဟာရာအညေယသူကတော့အတူတူပါပဲအညာကိုဟာရာအညေယပေါ့နော်သူကတော့ဒီဘက်အရေးသားပိုင်းနေဒါပဲနေတူတူပဲเนาะဒီနေရာမှာဟာရာရဲ့သဘောတရားကဘာရှိလဲဆိုရင်သူကမေးခွန်းဖြစ်တဲ့အကြောင်းမွတ်တာဆိုတဲ့သဘောရှိတယ်ဆိုတာမှတ်မယ်မေးသည်ဆိုတဲ့သဘောရှိတယ်ပေါ့เนาะဟာရာလေးကမွတ်တာသဘောရှိတယ်เนาะအဲ့ဒါဆိုရင်အသေးစိတ်ဆက်ကြည့်မယ်ပေါ့เนาะဒုံစာအတွက်နညာကုဟာရာနညေယနညာကုဟာရာနညေယစာရေးသားပိုင်းနွတ်ပါမယ်เนาะကဲအဲ့ဆိုအသက်ပါမပါသူကနွတ်ခံရမယ်စာရေးသားပုံစံကအသက်ပါမပါနွတ်ခံရမယ်အရှေကောက်ကနညာကိုဟာရာအတူကောက်ကနညေယူเนาะအဲဆိုစကားပြောတဲ့အချိန်မှာကကြတော့နွတ်မပါတော့ဘူးညာကိုဟာရာညေယူအရှေကောက်ကညာကိုဟာရာအတူကောက်ကညေယူเนาะသူကဟာရာကလုတ်တီဆိုတာကဒီမှာကျတော့မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟေယူဆိုတာမေးသည်လို့ဘာသာပြန်ရမယ်ပေါ့เนาะမေးသည်ဖြစ်ရမယ်မေးတယ်ဖြစ်မယ်ပေါ့เนาะမူရောယိုမေးတယ်물어봤어요. 물었어요. ဆိုလည်းပဲတူတူပဲเนาะ 물어요. သူ့ရဲ့ဘတ်တူဆိုရင် 물었어요. မေးနေတာမြန်မာတွေကတော့မေးနေတယ်နေတာကြီးနဲ့ပဲစကားပြောတာများတယ်ပေါ့เนาะသူတို့ကတော့ဒီမှာမေးနေခဲ့တယ်လို့အဲဆိုမေးကြည့်သွားခဲ့တယ်လို့အဲ့လိုပုံစံမျိုးပေါ့เนาะမေးကြည့်သွားခဲ့တယ်ပေါ့เนาะ 물어보셨어요. ねမေးကြည့်ခဲ့တယ်ဒီရှီလေးပို့ပါရင်ယူထက်ပို့ပြီးတော့လှသွားပြီပေါ့เนาะရှီတစ်လုံးပို့ကတ်လိုက်ရင်အဲ့ဆိုလို့ရှိရင်ဘာသာပြန်တာကတော့ကရိယာကပ်ပြီးတော့လာလဲလို့မေးနေတယ်လာလဲလို့မေးနေတာအဲ့လိုမျိုးပေါ့နော်လာလဲလို့မေးခွန်းဖြစ်တဲ့အကြောင်းမလို့လာလဲပါမယ်အဲ့ဒီဟာမှလို့မေးနေတာကိုက तू နာပြောရတာတော့သူ့အစာပြန်ပြီးတော့ तू ကမကြားလို့ပဲဖြစ်ပေါ့နော်မသိလိုက်လို့ပဲဖြစ်ထပ်ပြီးပြန်မေးပေးတာနော်အဲ့လိုမျိုးပုံစံအတူကောက်ဆိုရင်တော့လာလဲတဲ့လာတဲ့လဲတဲ့အဲ့လိုဖြစ်မှာပေါ့နော်ဒါအဲ့ဆိုဒီမှာကြည့်မယ်팀장님께서 회식에 참석하느냐고 하셨어요. 팀장님께서 회식에 참석하느냐요. 팀장님께서 아띵강상아 회식에 꼼리냐자사회도 참석하느냐고 하셨어요. 때양말라로 미니래. 그래서 야 했어요. 소리는 유유ပေါ့နော် 하셨어요가 ပို့လှသွားပြီပေါ့နော်
물어봤어요. 매직해래. 뭐나 매도하래로 표라.မြန်မာတွေကတော့ 매직 ဒါကြီးအရှိတိုင်း ဘာသာပြန်လိုက်လို့ 매직해래 ပဲ ဆရာမပြန်နေတာ เนาะ တကယ်တော့ 매도하래, 매내래 ပဲ လာမှာပဲ ဘာသာပြန် မြန်မာလိုက အဲ့လိုပဲ ပြောတာဟုတ် เนาะ 참석하는예요. တက်ရောက်မှာလားတဲ့ အဲ့လိုဖြစ်မယ်ပေါ့ เนาะ စကားပြောပုံစံမှာကြာရင်တော့ 늦대 မပါတော့ဘူး 그래서 팀장님께서 회식에 참석하냐고 했어요.တက်ရောက်မှာလားလို့ 매내래. 참석하냐요.တက်ရောက်မှာလားတဲ့ 야면요. 나도 돼지고기를 먹느냐고 물어봤어요. 돼지고기를 왔다고 먹느냐고 물어봤어요. 살라로 미니래. 돼지고기를 먹느냐요. 왔다고 살라래. 왔다 살라래. 돼지고기를 먹냐고 했어요. 왔다 살라로 미니래. 돼지고기를 먹냐요. 왔다 살라래. 네, 아서로 사이다 봉장묘 소인 늦밤에စကားပြော ပုံစံ 대화ပိုင်း နေပေါ့ နော် ပြောတဲ့ ပုံစံ ဆိုရင်တော့ 늦밤မှာ မဟုတ်ဘူး ညာကို ဟာတာ ညေယူ 늦냐고 ဟာတာ 늦ညေယူ ဒီ ပေါ် နော် 네, အဲ့ဆိုတော့ ဒီမှာ လာလို့ မေးနေတယ် လာလို့ မေးနေတယ် ဆိုတော့ လဲလို့ မေးနေတဲ့ အတွက် ဥပမာ တစ်ခုက ဒီမှာ ကျွန်မ emergency ပုံစံ လေး ပုံစံ ထည့်ထားတယ် ပေါ့ နော် အဲ့ဆို 야, 이봐요. 정신 차려. 어때요? 어떠냐고. 제발 대답 좀 해줘요. 야,ဆိုတာ စိတ်ပေါက်မှ ပြောတာ မဟုတ်ဘူး ပေါ့ နော် သူတို့ စိုးရင်တဲ့ အခါမှာလည်းပဲ အနန္တကြားနဲ့ ပြောရင်လည်းပဲ 야, 이봐요. ဒီမှာ ကြည့်ပါဦး ပေါ့ နော် ဒါမှမဟုတ်ရင်လည်း 야,ဒီမှာ မြန်မာတွေ ဆိုရင်တော့ ဒီမှာ ပြောတယ်လို့ပါပဲ နော် 야, 이봐요. ဆိုတာ ဒီမှာ ကြည့်ပါဦး ဒီမှာ ဆိုပြီးတော့ ဥမာ သတိမေ့တဲ့ လူနာတွေ ရေးပေါ် လူနာတွေ ဆို ဆရာဝန်တွေ လုပ်တတ်တဲ့ ပုံစံမျိုးလေးတွေ ပေါ့ နော် 정신 차려. 정신 차려.ဆိုတာ သတိကပ်ပါအောင် သတိထားပါအောင် 어때요? ဘယ်လိုနေလဲ 어떠냐고. ဘယ်လိုနေလဲလို့ လိုမျိုး ပုံစံမျိုး ပေါ့ နော် အဲ့ဆို ဒီ ပထမဟာက ဘယ်လိုနေလဲက လူနာကို တိုက်ရိုက်မေးတဲ့ ပုံစံ ဖြစ်သွားပြီ ဒါကတော့ ဘယ်လိုနေလဲလို့ ဆို ထပ်ခါ သုံးမှ များတော့ ဒါကတော့ 간접화법 ပုံစံမျိုးနဲ့ ထပ်ပြီး မေးလိုက်တဲ့ ပုံစံ ပေါ့ 어떠냐고. ဘယ်လိုနေသေးလဲလို့ ဆိုပြီးတော့ နောက်ကတော့ ဟေယိုတွေ ဘာတွေတော့ မလာဘူး ပေါ့ စကားပြော ဆိုတော့ ပြက်တိပြက်တောင်းလေးတွေ ပေါ့ နော် ဘယ်လိုနေသေးလဲ ဘယ်လိုနေသေးလဲလို့ 제발 대답 좀 해줘요. 제발 ကျေးဇူးပြုပြီးတော့ 대답 နဲ့ ဖြေတာလေးကို 좀 해줘요. နည်းနည်းလုပ်ပေးပါ ဆိုတော့ ကျေးဇူးပြုပြီး နည်းနည်းပါးပါး ဖြေပါဦး ပေါ့ နော် ကိုယ့်လူနာကို ဆေးကုသရင်းနဲ့ ရှော့ဖြစ်သွားတဲ့ ပုံစံမျိုးလေးတွေ ပေါ့ နော် အဲ့ဆို လာလို့ မေးနေတယ် တင်မကဘူး ဒီမှာကျတော့ ဘယ်လိုနေလဲ ဘယ်လိုနေသေးလဲလို့ ဆိုတာ လဲလို့ မပါမှာကြောက်လို့ ဥပမာ ဒါလေး ထည့်ပေးထားတယ် ပေါ့ နော် အဲ့ဆိုရင် ဒုံစာ အတွက် ရပြီ ဆိုရင် 형용사 အတွက် ဆက်ကြည့်မယ် အဲ့ဆို 형용사 အတွက် ဆက်ကြည့်မယ် 형용사 အတွက်က 은냐고 하라, 은예유, 예다 봉사마, up바래, 보노. 은냐고 하라, 은예유, 디마들이 다야마가, 아따바인어, uk함에, 마바인, 바마, 칸시아말로, 보노. 아따바인, 시가가, 은냐고 하라, 아토가가, 은예유, 아따바인. 마바인어, 냐고 하라, 예유에 두레베, no? 아저, 스가변에 바인 말레베, 동산의 형용사, 두두베, 냐고 하라, 예유, 냐고 하라, 예유에, no? 바다변알에 두두베, 동사 그리야네 형용사 그리야라 체인도하라 미군소로 라레로 미니레 미니다 너 라레데 다바베 너 두가운데 시가 다베 그래서 하라가 제가 ပြောသလိုပဲ လုပ်သည် ဆိုရင် ဒီမှာကတော့ 해요 미군 ဖြစ်တဲ့အတွက်ကြောင့် 미니레 물어요 너 물었어요 했어요 라로ရတယ် 물어봤어요 물어보셨어요အနေထားကို လိုက်ပြီး 체인해 봐 너 네, 그래서 얘를 쓰지요. 사장님께서 품질이 좋으냐고 물어보셨어요. 사장님께서 따태가 품질이 PC 예두이가 좋으냐고 깡라로 물어보셨어요. 미니래 미도하게래 뭐노? 아저 좋으냐요 깡라래. 사장님께서 품질이 좋으냐요. 따태가 PC 예두이가 깡라래. 사장님께서 품질이 좋냐고 했어요. 사장님께서 품질이 좋냐요. တတိက ဘာသာပြန်လာတော့ အတူတူပဲ ပေါ့ နော် စကားပြောတဲ့ ပုံစံကြတော့ တတိက ပစ္စည်းရည်သွေးက ကောင်းလာလို့ မေးနေတယ် ကောင်းလာတဲ့ ဒါပါပဲ နော် အဲ့ဆို ဒီမှာ အရေးသားပိုင်း အရာကတော့ ဆရာမ ဝတ္တရားအရာ ဒီ ဥက္ခန္ထားတဲ့ ဥပမာ တစ်ကြောင်း ထည့်ပေးထားတယ် ဒီအောက်ကကြတော့ စကားပြော ပုံစံပဲ ဆက်ပြီးတော့ ညာကိုဟာတာ ညေယူနဲ့ပဲ ဆက်ရေးထားတယ် ပေါ့ နော် 누나가 제 여자친구가 예쁘냐고 물었어요. 누나가 제 여자친구가 예쁘냐요. 누나가 마마가 제 여자친구가 저너 까마리가 예쁘냐고 물었어요. 라라로 미니래 예쁘냐요. 라라래 뭐너? 나도 투안가 집이 뭐냐고 물어봤어요.
투앙아 메이라버너 집이 앵아 뭐냐고 왜라로 물어봤어요. 미니게래. 아서 뭐냐고 왜라로 해요. 미래 버너 뭐냐고 했어요래 라로 야래너. 투안이 집이 뭐냐요. 투앙아 메이니래 앵아 왜라래. 이러며 투앙아 앵아 왜라래 버너 멀다 라크리야 나바산에 다라이드에 라다클리 뼈가 유이. 아서 디마 라까 탈락 ပြုတ်သွားပြီပေါ့နော်။အဲ့ဆိုနောက်တစ်ခု noun အတွက်ကြည့်မယ်။ noun အတွက်က inyago hara inyeyo သူက nan အတွက်ဆိုအသက်ပိုင်းဆရာမပြော e ခံတာပဲเนาะ noun အတွက်ဆိုရင်အဲ့ဆိုအသက်ပိုင်း e ခံမယ်မပိုင်းဘာမှခံစရာမလိုဘူး။စကားပြောပဲဖြစ်ဖြစ်စာရေးသားပဲဖြစ်ဖြစ် nan အတွက်ကတော့ inyago hara inyeyo nyago hara nyeyo ပဲသူကကြတော့เนาะမပိုင်ရင်တော့သူတို့နဲ့သွားတူတာပေါ့ဒုံစာဟျုံစာနဲ့သွားတူတယ်ဒါပေမဲ့အသက်ပါခဲ့သည်ရှိရင်တော့သူက e ခံရမယ်နော်ဒီဒုံစာနဲ့ဟျုံစာနှစ်ခုအားကြတော့ဥတေနုတေဖြုတ်လိုက်လို့ရှိရင်အရေးသားပိုင်းမှာဒါဥတေနုတေကတတိထားရတယ်စကားပြောမှာကြတော့ညာကူဟာရာညေယူပဲသူကလည်းပဲအသက်မပါခဲ့ရင်ညာကူဟာရာညေယူပဲမိခွန်းပုံစံကအသက်ပါရင်တော့နောင်အတွက်က e ခံရမယ်နော်အဲဆိုရဲမွန်းလေးကတော့ဒီမှာလွယ်တဲ့အတွက်တစ်ခုပဲပေးလိုက်တယ်ဆရာမနော်저에게ကျွန်တော်စီကိုကျွန်တော်ကိုလို့ပြောချင်တာ저를ကျွန်တော်ကို한국 사람이냐고 물어봤어요. 코리아လူမျိုးလားလို့မေးသွားတယ်။အဲဆိုမေးကြည့်ခဲ့တယ်နော်။မေးသွားတယ်မေးနေတာအဲ့လိုမျိုးပေါ့နော်။ 한국 사람이냐요. 코리아လူမျိုးလားတဲ့။그 여자가 나를 취미가 뭐냐고 했어요. 그 여자가 나를 취미가 뭐냐요. အဲ့ဒီကောင်မလေးကငါ့ကိုဝါသနာပါလဲလို့မေးသွားတယ်။ဝါသနာကဘာလဲတဲ့ပေါ့နော်အဲဆိုတော့ဒီကောင်ကကြတော့နံပါတ်1အတွက်ကဒုံစာဟျုံစာမြောင်းစာအတွက်မေးခွန်းပုံစံတစ်ဆင့်ပြန်မေးပေးတဲ့ပုံစံပေါ့နော်အဲဆိုတော့နံပါတ်3ဆက်သွားမယ်